ကိုနဲ့တန်တာရကြတာတရားတော်အလုံးပြောပါတယ်လေအလုံးပြောပါတယ်လေကိုနဲ့တန်တာရကြတာတရားတော်ပြောပါအောင်တစ်ခေါက်လိုချင်ကြတာတော့အများကြီးပဲလိုချင်နေတာတောင့်တနေကြတာတော့အများကြီးပဲတောင့်တတိုင်းမရဘူးလိုချင်တိုင်းမရဘူးဆုတောင်းတိုင်းမရဘူးဖြစ်ရှင်တိုင်းမဖြစ်ဘူးတဏှာကိုပဲရကြတာဘာကိုပဲရကြတာကိုနဲ့တန်တယ်တိတိကျကျပြောရင်ကိုယ်စိတ်နဲ့တဏှာကိုရတာဘာနဲ့တဏှာကိုရတာလဲကိုယ်စိတ်နဲ့တန်တဲ့အရာကိုအလုံးပြန်ရကြတာပဲလောကကြီးထဲရောက်လာတဲ့တတ္တဝါတွေလောကကြီးမှာရှိနေကြတဲ့တတ္တဝါတွေတတ္တဝါတိုင်းတတ္တဝါတိုင်းကောင်းကောင်းနေခြင်းနဲ့ကောင်းကောင်းစားခြင်းနဲ့စီဝါဥစ္စာတွေပြည့်စုံခြင်းနဲ့လောကဘက်ကချမ်းသာတယ်လောကုတ္တရာဘက်ကိုပြန်ကြည့်အောင်စိတ်ချမ်းသာခြင်းနဲ့ငြိမ်းငြိမ်းချမ်းချမ်းနေခြင်းနဲ့ပူလောင်သောကတွေကင်းခြင်းနဲ့မဉ္ဇဉ်ဖွဉ္ဇဉ်တွေရခြင်းနဲ့ဩဒါတိဒုက္ခတွေကင်းတဲ့နိဗ္ဗာန်ချမ်းသာကိုတတ္တဝါတိုင်းရခြင်းနဲ့လောကုတ္တရာချမ်းသာတယ်ကောင်းကောင်းနေခြင်းကောင်းကောင်းစားခြင်းစီးပွားဥစ္စာတွေပြည့်စုံခြင်းပြည့်စုံနေဘလောက်ပဲပြည့်စုံခြင်းအဲ့ဒီပြည့်စုံခြင်းတလောက်ဘလောက်ပဲအားထုတ်တဲ့အကြောင်းအရာသည်အားထုတ်တဲ့အတွက်ကြောင့်ထိုက်တန်သလိုအကြောင်းအရာတစ်မျိုးမျိုးနဲ့တိုးပွားကြိုးစားသလောက်အရာရောက်တာရှိပေမဲ့လို့ပုဗ္ဗေစကတပုံညတာတဲ့ရှေးတုန်းကပြုခဲ့တဲ့ကုသိုလ်ရှေးတုန်းကပြုခဲ့တဲ့ကိုယ့်ရဲ့စိတ်မြတ်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့တဏှာကိုပဲရကြတာဘာကိုပဲရကြတာလဲအာထုတ်တလောက်သာရကြချမ်းဆိုရင်အာထုတ်တလောက်သာရကြတန်းဆိုရင်အတော်များများတချို့တွေမိုးလင်းကမိုးချုပ်တခုတ်ခုတ်နဲ့လှုပ်တာပဲရုံးကန်လှုပ်ရှားလိုက်ရတာရွှွန့်နေဘွက်ထဲလေတဲ့ယာတဲ့ကျွဲလို့နွားလို့ရုံးကန်လှုပ်ရှားပြီးတော့အားနဲ့ခွန်နဲ့ပင်ပင်ပန်းပန်းလှုပ်ရတာပဲစားရတော့ရှင်မောင်ဟင်းနဲ့ငပိကျော်အကောင်းစားထားပြီးတော့စားရတာဘယ်လောက်ပဲပင်ပင်ပန်းပန်းအားထုတ်ဘယ်လောက်ပဲလှုပ်ကိုယ်စိတ်နဲ့တန်တယ်လောက်ပဲရကြတာရှင်းတော့ကပြုတ်ခဲ့တဲ့ကုသိုလ်အထောက်အပံ့ရှိသလောက်ပဲရကြတာဟောတချို့များကြပြန်တော့စာရွက်ပေါ်မှာလက်မှတ်ကလေးတစ်ခါလေးထိုးလိုက်ယုံနဲ့ကိုပဲအဲ့ဒီလက်မှတ်တစ်ခါထိုးတာကဘောပင်လေးနဲ့စာလေးတစ်လုံးရေးတာက10 သိန်းတန်တဲ့လက်မှတ်ရှိတယ်သိန်း20တန်တဲ့လက်မှတ်ရှိတယ်သိန်း350တန်တဲ့လက်မှတ်ရှိတယ်တန်ဖိုးဖြတ်မရတဲ့လက်မှတ်တွေရှိတယ်ဘောပင်လေးနဲ့တိုးလိုက်ရုံပဲအဲ့ဒီတထိုးတိုးတာဟာသိန်း450ဆိုလဲဟုတ်တယ်သိန်း100ဆိုလဲဟုတ်တယ်ဘာလို့သူတို့တွေအဲ့လိုရကြတာလဲတို့များကြိုးစားအားထုတ်တဲ့လောက်ဘာလို့မရကြတာလဲတချို့တက်တာနဲ့ဘာလို့ရကြတာလဲတချို့ပင်ပန်းပန်းနဲ့ဘာလို့မရကြတယ်လဲမြတ်စွာဘုရားရဲ့ဓမ္မတန်ဝေကဓမ္မလမ်းကြောင်းအတိုင်းကြည့်ရင်တော့ကိုယ်နဲ့တဏှာကိုရနေကြတာပဲဘာကိုရနေကြတာလဲဟေတုပစ္စယောတိဟေတုတံပယုတ်တကာနံဓမ္မနံတံသမုဋ္ဌာနာနိသရူပနံဟေတုပစ္စယေနပစ္စယော
အားလုံးကြားဘူးလေပဋ္ဌာန်းတရားဒေသနာတော်ထဲမှာဟေတုပစ္စယောဆိုပြီးတော့မြတ်စွာဘုရားကပထမဆုံးစပြီးဟောတဲ့ပစ္စည်းလေရှင်းသားရှိသမီးတို့တဲ့လောကကြီးမှာဖြစ်ဖြစ်သမျှအရာအလုံးလောကကြီးမှာရှိနေသမျှဖြစ်လာသမျှအကျိုးတရားအလုံးတို့သည်တဲ့ဖြစ်ဖြစ်သမျှအရာအလုံးတို့သည်အကြောင်းရှိလို့ဖြစ်ကြတာတဲ့ကိုပြုတ်ခဲ့တဲ့အကြောင်းကံအတိုင်းအကုန်ပြန်ရတာတဲ့အရာအလုံးသည်တဲ့အကြောင်းမဲ့ဖြစ်တာဘာမှမရှိဘူးဘာဖြစ်တာမရှိဘူးတဲ့ချမ်းသာလိုက်ကြတာအကြောင်းမဲ့မဟုတ်ဘူးဆင်းရဲလိုက်ကြတာအကြောင်းမဲ့မဟုတ်ဘူးဉာဏ်ကောင်းလိုက်ကြတာအကြောင်းမဲ့မဟုတ်ဘူးဉာဏ်တွေထိုင်းလိုက်တာအကြောင်းမဲ့မဟုတ်ဘူးရုပ်တွေလှလိုက်တာအကြောင်းကောင်းလို့လှကြတာကိုယ်နဲ့တဏှာကိုရနေကြတာပဲဘာကိုရနေကြတာလဲအေးဘဝမှာကောင်းတာတွေဖြစ်ရှင်တယ်ဆိုရင်အဲ့ဒီကောင်းတာတွေနဲ့တန်တဲ့အလုပ်ကိုလုပ်အဲ့ဒီကောင်းတာတွေကိုရနိုင်တဲ့စိတ်ကောင်းစိတ်မြတ်ကိုထားဖို့ဒါပဲမဟုတ်လားဟိကိုယ်စိတ်နဲ့တန်တဲ့အရာကိုပြုလို့အားထုတ်လိုက်တာနဲ့တန်တဲ့အကျိုးကိုပြန်ပြီးဘာလုပ်ရမှာလဲရကြမှာလိုချင်တာကတော့ထပ်တန်းကြတာတွေကြည့်လိုချင်တယ်ကောင်းမြတ်တာတွေကြည့်လိုချင်တယ်စိတ်ဓာတ်ကိုကြည့်လို့တော့အောက်တန်းကြလိုက်တာဆိုရင်အောက်တန်းကြနေတဲ့စိတ်ဓာတ်နဲ့မြင့်မြတ်တဲ့ဘဝငြိမ်းချမ်းတဲ့ဘဝကိုရနိုင်မလားရနိုင်မလားအေးဒီဘဝမှာစိတ်ဓာတ်တွေကတော့အောက်တန်းကြနေတယ်လူတွေကတော့ထပ်တန်းကြလိုက်တာရုပ်ကလေးကလှသလောက်ဉာဏ်လေးကကောင်းသလောက်စီးပွားဥစ္စာတွေကတိုးတက်ချမ်းသာကြီးပွားသလောက်ပညာတတ်သလောက်လူကအောက်တန်းကြနေတယ်ဆိုတဲ့လူမျိုးတွေရောရံဖန်ရံခါမှာမတွေ့ရတတ်ဘူးလားအေးအဲ့လိုလူမျိုးကြတော့အဟောင်းကံကိုစားနေတဲ့အဟောင်းစားတွေတဲ့ဘာကိုစားနေကြတာတဲ့အဟောင်းကံကြောင့်ကောင်းနေတဲ့လူမျိုးလည်းရှိတယ်အကြောင်းပဲတော့မဟုတ်ဘူးဘာအလုံးမမလုပ်ဘူးထိုင်စားနေတယ်ဆိုတဲ့လူတွေမရှိဘူးလားရှားထားတဲ့ဥစ္စာမကုန်သေးလို့ပေါ့ဘာမကုန်သေးလို့လဲအဲ့ဒီဥစ္စာကုန်သွားတဲ့နေ့ထမင်းကမနေပဲအဲ့ဒီဥစ္စာကုန်သွားတဲ့နေ့ဝိဇ္ဇာစားစရာနေစရာမရှိမဲ့နေ့ကိုသူ့အတွက်မရောက်လာနိုင်ဘူးလားအဲ့ဒီအတိုင်းပဲလောကကြီးထဲမှာဟဲစိတ်ဓာတ်တွေကညံ့လိုက်တာလူတွေကအောက်တန်းကျလိုက်တာဒါပေမဲ့သူတို့ကြည့်လိုက်တော့ဇီဝရေးလုတ်တိုင်းဖြစ်နေတယ်ကျမ်းမာရေးကောင်းလိုက်တာယုတ်ကလည်းလှလိုက်တာပညာလည်းတက်လိုက်တာနေရာတကာမှာကိုတင့်တင့်တဲတဲကြီးဖြစ်နေတယ်သူ့စိတ်ဓာတ်ကြည့်လိုက်တော့လူကအောက်တန်းကျတဲ့စိတ်ဓာတ်နဲ့စောစောကအတိုင်းသဘောပေါက်အောင်မှတ်ထားရှေးတုန်းကရှာခဲ့တဲ့ကုသိုလ်ဥစ္စာမကုန်သေးလို့တင့်တယ်နေတာဘာမကုန်သေးလို့တင့်တယ်နေတာလဲအေးအဲ့ဒီကုသိုလ်ဥစ္စာကုန်သွားတဲ့တနေ့ဒီကနေ့ကောင်းနေတယ်ဆိုတဲ့အရာတွေအကုန်လုံးဟာသူ့ဘဝမှာအရာအလုံးပြောင်းပြန်ဖြစ်သွားလိမ့်မယ်လောကကြီးမှာအကြောင်းမဲ့ဘာမှမဖြစ်ဘူးဘာမဖြစ်ဘူးလဲလောကကြီးမှာအကြောင်းမဲ့ဘာမှမဖြစ်ဘူးအရာအလုံးဒီအကြောင်းရှိလို့ဖြစ်ကြတာတတ္တဝါတိုင်းတို့ဒီကိုယ်နဲ့တဏ္ဍာကိုပဲရကြမှာဘာကိုပဲရကြမှာလဲဘာကိုပဲရကြမှာလဲအေးကိုယ်နဲ့တဏ္ဍာကိုရမှာကောင်းကောင်းရခြင်းရင်စိတ်ကောင်းကောင်းထားအလုပ်ကောင်းကောင်းလုပ်မြင့်မြင့်မြတ်မြတ်ငြိမ်းငြိမ်းချမ်းချမ်းနေခြင်းရင်ရခြင်းရင်ကိုယ်စိတ်ကိုမြင့်မြင့်မြတ်မြတ်ထားငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင်ကြိုးစားငါဘာတွေရနေမှာလဲငါဘာတွေရလာမှာလဲလို့သိခြင်းရင်ငါဘလို့လူလဲလို့ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်ရင်ဘယ်သူမှသွားမေးစရာမလိုဘူးကိုယ့်ကိုယ်သိတယ်ခုလက်တလောတော့ကံအဟောင်းလေးတွေကြောင့်ကောင်းခြင်းကောင်းနေလိမ့်မယ်ငါဟာလူကောင်းမဟုတ်ဘူးဆိုရင်မကြခင်မှာမကောင်းတဲ့အကျိုးတွေကိုငါခံစားရတော့မှာပဲဆိုတာအလုံးသဘောပေါက်ထားဖို့လိုတယ်ယေရမဟိတောပဘဝတေတံဟိတောတထာဂတောအာဟာလောကကြီးအကြောင်းဝဲဘာမှမဖြစ်ဘူးတဲ့အကြောင်းရှိလို့ဖြစ်တာတဲ့ကိုယ်စိတ်နဲ့တဏှာကိုရကြမှာမယုတ်ပင်ဆိုင်ထားရင်ရုပ်သီးစားမှာပဲ
ဩဇာပင်စိုက်တာဩဇာတိစားရမှာပဲကြံပင်စိုက်တာကြံမျိုးစားရမှာပဲကြံရည်တောက်ရမှာပဲတံမြာပင်စိုက်ထားရင်တော့သီးလာတဲ့အသီးကရှင်မှာပဲမယုတ်ပင်စိုက်ထားပြီးဒီသီးချိုမွေးအေးမြရပါလို့ဘုရားလို့ဆုတောင်းလို့ရတာမဟုတ်ဘူးတံမြာပင်စိုက်ထားပြီးဒီအသီးတွေနာသီးလာရင်ဟောဒီအရည်တွေလေးပြားရည်လို့ချိုးရပါလို့ဘုရားလို့ဆုတောင်းလို့ရတာမဟုတ်ဘူးကြံပင်စိုက်ထားပြီးဒီအသီးတွေကနေပြီးတော့အရည်ထွက်လာရင်တံမြာသီးလို့မရှင်ပါစေနဲ့ဘုရားလို့လည်းဆုတောင်းနေကြရလဲမလိုဘူးစိုက်တဲ့အပင်ကအသီးကိုစားရမှာပဲကိုပြုတဲ့ကုသိုလ်ကအကုသိုလ်ကအကြောင်းအားလျော်စွာအရာအလုံးကိုတို့ပြန်ရကြမှာပဲတာရကလေးတွေကြည့်ရအောင်တထေးကြီးနှစ်ယောက်ဒါနပြုသီလဆောက်တည်ကုသိုလ်ကောင်းမှုအလုပ်တွေကိုတငယ်ချင်းတထေးနှစ်ယောက်အတူတူလုပ်ကြတယ်မြို့တစ်မြို့မှာသိချမ်းသာတဲ့တထေးနှစ်ယောက်တဲ့လှူတာကိုလည်းဝါသနာပါကြတယ်ဆင်းရဲသားတွေလားတထေးကြီးတွေလားဘာလို့လဲဝါသနာပါလဲလှူတာကိုလည်းဝါသနာပါတယ်နှစ်ယောက်မှာတယောက်ကစိတ်မြတ်ပြီးလှူတယ်တယောက်ကဂုံမတ်ပြီးလှူတယ်ပထမတယောက်ကဘယ်လိုလှူသလဲစိတ်မြတ်ပြီးလှူတယ်ပြောပါနဲ့လှူသလဲဒုတိယတယောက်ကဘယ်လိုလှူလဲဂုံမတ်ပြီးလှူတယ်လှူပုံချင်းတူလားလှူပုံချင်းတူလားပထမတယောက်ကလှူတိုင်းမှာစိတ်ကိုမြတ်အောင်ထားပြီးလှူတယ်ဘာလို့မြတ်အောင်ထားပြီးလှူတယ်လဲသင်္ကန်းလိုနေတာလားဆွမ်းလိုနေတာလားတပိတ်လိုနေတာလားလမ်းဘေးမှာတောင်းရန်စားတော့စားစရာမရှိတဲ့လူတွေလားမကြမ်းမာတာလားဝစ်စရာမရှိတာလားလိုသမျှလေးတွေကိုဂယုပြုပြီးတော့ဩတတ္တဝါတွေပြည့်စုံသွားကြပါစေတတ္တဝါတွေကျမ်းမာသွားကြပါစေတတ္တဝါတွေဝစ်စရာနေစရာတွေရသွားကြပါစေလို့တကယ်လိုနေတာကိုစိတ်မြင့်မြတ်ထားပြီးလှူတယ်ဘာမြင့်မြတ်ပြီးလှူတယ်လဲစိတ်မြတ်ပြီးလှူတယ်ပြောပါလှူတယ်လဲမန္တကြီးထိုးပြီးလှူတာလည်းမဟုတ်ဘူးအတန်ရှက်ဆက်ကြီးတွေဟိနေအောင်ဖွင့်ပြီးလှူတာလည်းမဟုတ်ဘူးဟာအဲ့ဒီသက်ကြီးတွေထောင်တောင်းနဲ့ခြံရံပြီးလှူတာမဟုတ်ဘူးစားစရာမရှိတဲ့လူကိုဩစားရပါစေရဲ့ဟဲ့လို့ကိုချင်းစာစိတ်ကလေးနဲ့လှူတယ်ဘာစိတ်နဲ့လှူတယ်လဲကိုချင်းစာစိတ်ကလေးနဲ့သူ့စိတ်နှလုံးသားလေးကိုမြင့်မြတ်ထားပြီးတော့သူမလှူဘူးလားဝိဇ္ဇာမရှိတဲ့လူလှူလိုက်တယ်စားစရာမရှိတဲ့လူလှူလိုက်တယ်နေစရာမရှိတဲ့လူလှူလိုက်တယ်သင်္ကန်းလိုရင်လှူလိုက်တယ်တပိတ်လိုရင်လှူလိုက်တယ်ဆွမ်းလိုရင်လှူလိုက်တယ်ငါလှူလိုက်တဲ့ပစ္စည်းဝတ္ထုတွေနဲ့သူတို့ပြည့်စုံကြပါစေဒီစိတ်လေးတို့ရအောင်မွေးဖို့လိုတယ်ငါတို့လှူလိုက်တဲ့ပစ္စည်းဝတ္ထုတွေနဲ့သူတို့ဘာဖြစ်ကြပါစေပြည့်စုံကြပါစေပြောပါဖြစ်ကြပါစေငါလှူလိုက်တဲ့ဒီအဝတ်လေးတစ်ခုကြောင့်သူ့ဘဝအဝတ်စားလေးတွေဝိစရာရသွားပါစေအဝတ်စားလေးရရင်အေရန်သူခံနိုင်တော့မယ်အနွေရန်သူခံနိုင်တော့မယ်အပူဓာန်သူခံနိုင်တော့မယ်ဇာတိဥဒ္ဒံသူခံနိုင်တော့မယ်လူဘဝအလဲတင့်တဲ့သူသွားနိုင်တော့မယ်အော်ငါလှူဒန်းလိုက်တဲ့အဝတ်စားလေးဝတ်ပြီးတော့သူချမ်းသာနေနိုင်သွားနိုင်တင့်တဲ့နေနိုင်သွားနိုင်ပါစေလို့လှူလိုက်တဲ့ပစ္စည်းဝတ္ထုလေးပေါ်မှာစိတ်ကလေးကိုရည်မှန်းပြီးတော့သူတစ်ပါးတို့ပြည့်စုံကြပါစေဆိုတဲ့မြင့်မြတ်တဲ့စိတ်နဲ့လှူတယ်။ဘာစိတ်နဲ့လှူတယ်လဲ။ငါ့ကိုကျေးဇူးတင်ရင်ကောင်းပါပဲလို့တွေးလား။ငါဒါလှူလိုက်လို့လူတွေရှီးမွမ်းကြရင်ကောင်းပါပဲလို့တွေးလား။သူတစ်ပါးကိုပြည့်စုံစေခြင်းနာပြောပါဦးပြည့်စုံစေခြင်းနာပြောပါဦးပြည့်စုံစေခြင်းနာအေးကုသိုလ်ပြုတိုင်းမှာအဲ့ဒီစိတ်ဟာအမျက်ဆုံးပဲငါတို့လူတန်းလိုက်တဲ့ပစ္စည်းဝတ္ထုကြောင့်သူတစ်ပါးတို့ပြည့်စုံကြပါစေဆိုတဲ့စိတ်မျိုးထားနိုင်ပြီဆိုရင်တဲ့အဲ့ဒီအနုဒါနသည်ပါရမီထိုက်တဲ့အနုဒါနဖြစ်ပြီပြောပါထိုက်တဲ့အနုဒါနပါရမီထိုက်တဲ့အနုဒါနဖြစ်ပြီတဲ့အဲ့ဒီအနုဒါနမျိုးတို့သည်နိဗ္ဗာန်အထိအကျိုးပေးတယ်ဘယ်အထိအကျိုးပေးတယ်လဲဒ
ဒါကြောင့်လူတိုင်းမှာစိတ်ကိုမြတ်အောင်ထားပြီးတော့လှူပါဂုံကိုမှတ်ပြီးတော့မလှူပါနဲ့ငါလှူလိုက်တဲ့အလှူကြောင့်သူတော်ဘာတွေဘာဖြစ်ကြပါစေပြည့်စုံကြပါစေပြောပါဖြစ်ကြပါစေသူဂုံကိုမှတ်ထားလားစိတ်မြတ်ပြီးလှူရလားနောက်ဒုတိယတထေးတယောက်ကြတော့ဂုံမှတ်ပြီးလှူတယ်ပြောပါမှပြီးလှူတယ်လေပြောပါမှပြီးလှူတယ်လေဘယ်နေရာမှာဘာကြီးလှူလိုက်ရင်ငါနာမည်ကြီးမလဲဒီနေရာမှာတရားကြီးဆောက်လိုက်ရင်တော့သွားတဲ့လူတွေကငါ့ကိုကျေးဇူးတင်တော့မှာပဲသွားတဲ့လူတွေကငါရဲ့ကောင်းကျိုးစကားတွေကိုပြောတော့မှာပဲအကျေးဇူးတင်ခံရင်နာရဲ့လူတွေရဲ့ပါဇက်ပြားမှာငါလှူထားတာဟဲ့သူလှူထားတာဟဲ့လို့ပြောစေချင်တာရဲ့ကြောင့်ဂုံတွေမှတ်ပြီးတော့တရားတွေလှူတယ်ဂုံတွေမှတ်ပြီးတော့ရွှေအောင်တောက်နဲ့ကြောင်းကြီးတွေဝင်းလက်တောက်ပနေတဲ့ကြောင်းဆောင်ကြီးတွေအများကြီးဆောက်တယ်လမ်းတွေခင်းတယ်တရားတွေဆောက်တယ်ကြောင်းတွေဆောက်တယ်စေတီပထိုးဘုရားကျောင်းကနေလှူတယ်နေ့တိုင်းလှူတယ်ဒါပေမဲ့လှူတဲ့အရာအလုံးမှာသူသည်ဂုံကိုတောင်းတပြီးလှူတယ်ဘာကိုတောင်းတပြီးလှူတယ်လဲဘာကိုတောင်းတပြီးလှူတယ်လဲသူများပြည့်စုံကြပါစေဆိုတဲ့ရည်မှန်းချက်နဲ့လှူတာလားကိုယ်ခုံတက်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့လှူတာလားကိုယ်အတွက်ခုံတက်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘာလို့မှတ်ပြီးလှူတယ်လဲဂုံကိုမှတ်ပြီးလှူတယ်ပြောဘာလို့မှတ်ပြီးလှူတယ်လဲစောသားမဟိလူနေတုံးမှာစိတ်မြတ်ပါစိတ်နဲ့တဏှာရကြတာလူနေတော့မှာစိတ်မြတ်ပါစိတ်နဲ့တဏှာရကြတာလူနေတော့မှာစိတ်မြတ်ပါစိတ်နဲ့တဏှာရကြတာဆိုလူနေတော့မှာစိတ်မြတ်ပါစိတ်နဲ့တဏှာရကြတာလူနေတော့မှာစိတ်မြတ်ပါစိတ်နဲ့တဏှာရကြတာဘာနဲ့တဏှာကိုရမှာကိုယ်နဲ့တဏှာကိုယ်စိတ်နဲ့တဏှာကိုပြန်ပြီးပါလို့ပါလေဒါကြောင့်လူနေတော့မှာဘာကိုမြင့်မြတ်ထားငါလူလိုက်တဲ့ဒီအလူဌာနငါပေးလိုက်တဲ့ဒီအရာဝတ္ထုတွေတန်ဃာတော်ဆိုရင်လည်းဒီသင်္ကန်းတွေကြောင့်တန်ဃာတော်တွေချမ်းသာကြပါစေပေါ့ဆွမ်းလူတာဆိုရင်လည်းဒီဆွမ်းကြောင့်တန်ဃာတော်တွေချမ်းသာကြပါစေပေါ့ကျောင်းလူတာဆိုရင်လည်းဒီကျောင်းကြီးတဲ့အတွက်ကြောင့်ဒီကျောင်းကြီးပေါ်မှာတန်ဃာတွေနေထိုင်တဲ့သုံးပြီးတော့ဘေးကင်းကြပါစေအန္တရာယ်ကင်းကြပါစေဒီကျောင်းကြီးကြောင့်တန်ဃာတွေချမ်းသာကြပါစေပေါ့ဟာလူအချင်းချင်းပေးကြလူရတာဆိုရင်လည်းငါပေးလိုက်တဲ့အဝတ်အစားလေးကြောင့်ငါလူလိုက်ပေးလိုက်တဲ့ဒီအစားအသောက်တွေကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့ဘာကိုမြတ်အောင်ထားရမလဲစိတ်မြတ်တယ်ဆိုတာကသူတစ်ပါးအတွက်လားကိုယ့်အတွက်လားစိတ်မြတ်တယ်ဆိုတာကသူများကိုအာယုံပြုလူတာလားကိုယ်ဂုံတက်ဖို့လူတာလားသူတစ်ပါးတွေပြည့်စုံကြပါစေကြီးပွားကြပါစေချမ်းသာကြပါစေဆိုတဲ့သူတစ်ပါးကိုပြည့်စုံစေခြင်းနဲ့စေတနာချမ်းသာစေခြင်းနဲ့စေတနာကောင်းမွန်စေခြင်းနဲ့စေတနာအဲ့ဒီမြင့်မြတ်တဲ့စိတ်နဲ့ဘာလို့ရမလဲကိုယ့်အတွက်ဂုဏ်တက်စေခြင်းတာပါလားမပါဘူးလားဘာလို့မြတ်အောင်ထားလူနေတဲ့တထေးနှစ်ယောက်ပထမတစ်ယောက်ကစိတ်မြတ်ပြီးလူတယ်ဒုတိယတစ်ယောက်ကကိုယ်မှတ်ပြီးလှူတယ်လှူတာချင်းတူတယ်လှူပုံချင်းတူသလားစိတ်ထားတာချင်းတူသလားဂုံမှတ်တဲ့တထေးဘယ်နေရာလှူရင်တော့ရှင်းမွမ်းကြမယ်ဘယ်နေရာလှူရင်တော့ဂုံတက်မယ်ဘယ်လိုဘုဒ္ဓဂုံတူကြီးတွေရမယ်လို့တွေးကြံပြီးတော့လှူတာတဲ့မလှူတတ်ဖက်နဲ့လှူလိုက်တာနောက်ဆုံးမှာမွဲတေသွားပြီးစားစရာပါမကြံအောင်ဖြစ်ပါတယ်တရားနာပိသရေအလှမတတ်ရင်လဲမွဲတတ်တယ်။ဟာတဲ့ဟိအလှမတတ်ရင်လည်းဘာဖြစ်လဲ
ဒီကနေ့ခေတ်မှာအများကြီးတွေ့ရတယ်အလူမတက်ရင်လည်းမွေးတတ်တယ်စိတ်မြတ်ပြီးတော့လူဓာတ်အောင်လူရမှာ30ရှိရင်10ဘိုးပဲလူခိုင်းတာမြတ်စွာဘုရား30ရှိရင်ဘယ်လောက်ဘိုးပဲလူခိုင်းတာလဲ10ဘိုးကိုစားလိုက်ဟိုဘက်က10ဘိုးကိုအရင်အနီထား30ရှိလို့30ဘိုးလူရင်စားဖို့လည်းမကြံဘူးရင်းနှီးစရာလည်းမကြံဘူးနောက်ထပ်လူစရာရအောင်မလားကိုယ်စားဖို့နေရေးအတွက်ရောမပူပါဘူးလားအဲ့လိုပူနေရတာဖြစ်တဲ့အတွက်ကြောင့်လှူလိုက်တဲ့အလူပေါ်မှာဝမ်းသာနိုင်မှာလားဝမ်းမသာနိုင်ဘူးလားလှူတတ်ဖို့လည်းလှူတယ်ဘာဖြစ်ဖို့လဲလိုတယ်လဲစိတ်မြင်မြင်မြန်မြန်ထားပြီးတော့လှူတတ်ဖို့လိုပါတယ်ဒီကနေ့မလှူတတ်တဲ့အတွက်ကြောင့်ဂုံမှပြီးတော့လှူလိုက်တဲ့တထေးကြီးဘာဖြစ်သွားပြီလဲမွဲသွားပြီဘာဖြစ်သွားပြီလဲဘာဖြစ်သွားပြီလဲစားစရာကိုမကြံတော့ဘူးစီးပွားလုပ်စရာကိုမကြံတော့ဘူးနောက်ထပ်လူစရာကိုမရှိတော့ဘူးဘယ်လိုလုပ်မလဲစဉ်းစားတယ်မယားနဲ့တိုင်ပင်တယ်စားစရာလည်းရှိမှမရှိတော့တာစီးပွားရှာစရာလည်းအရင်ပြီးမှရှိမှမရှိတော့တာလူစရာလည်းတရားတစ်ချက်မှကြံမှမကြံတော့တာဘာလုပ်ရမလဲဆိုနောက်ဆုံးတော့တို့တသက်လုံးပြုခဲ့တဲ့ကုသိုလ်တွေကွာတဲ့တငယ်ချင်းစီကုသိုလ်သွားရောက်မယ်တငယ်ချင်းစီမှာဘာသွားရောက်မယ်တငယ်ချင်းစီမှာဘာသွားရောက်မယ်ကုသိုလ်သွားရောက်မယ်တဲ့တို့မှာကြံနာဆိုလို့ဒီအလှူတွေပဲရှိတယ်ကျောင်းကြီးဆောက်ထားတယ်တရားတွေဆောက်ထားတယ်လမ်းတွေခင်းထားတယ်တစောင်းတွေလှူထားတယ်ဖျားတွေတည်ထားတယ်ရေရင်းရေကန်တွေတည်ထားတယ်အသင်္ကန်းတွေလှူတယ်ဆွမ်းတွေလှူတယ်ကုသိုလ်တွေအများကြီးရှိတယ်ဘာတွေအများကြီးရှိတယ်လဲဒါကြောင့်ရှိတာကိုထုတ်ရောင်းမယ်ကွာဆိုတော့ရောင်းတရားဘာပဲရှိလဲရောင်းတရားဘာပဲရှိလဲအဲ့ဒါကြောင့်တငယ်ချင်းစီတို့ဘာသွားရောင်းမယ်လင်မယား2ယောက်ပေါင်းမှထမင်းလေးတစ်ထုပ်ပဲရကျုပ်ကြော်လေးနဲ့ငုတ်သီးတောင်းလေးနဲ့ထမင်းလေးတစ်ထုပ်ငပြောဘက်ကလေးနဲ့ထုပ်ပြီးတော့မွဲတည်နေတဲ့တထေးလင်မယားတငယ်ချင်းရှိတဲ့ရွာကိုသွားကြတယ်လမ်းခုလမ်းမှာနေလေစားဖို့အချိန်ရောက်လာတယ်ဇရက်ကလေးတစ်ခုမှလင်မယား2ယောက်ဝင်လာတယ်ထမင်းစားခြင်းရောက်ပြီနေလေစားကြပါစို့ပြောပါလို့ကြပါစို့2ယောက်ပေါင်းတော့ထမင်းဘယ်နှထုပ်အကောင်းကြီးနဲ့လားကြက်ဥကြော်ငရုတ်သီးတောင်းလေးလားစားမယ်ကွာဆိုပြီးထမင်းတို့ဖွင့်တယ်အရင်တော့ကဒါမျိုးဆိုဘယ်အနားထားလိမ့်မလဲဒါမျိုးပဲစားလိမ့်မလဲစားခဲ့တာဟင်းပေါင်းခွက်3 4 50နဲ့စားသဘောကြီးတွေအကြီးကြီးပေါ်မှာရွှေရံနေဆိုင်ရံပြီးစားခဲ့တဲ့တထေးလင်မယားမလူတတ်လို့မွဲသွားတဲ့တထေးလင်မယားဂုံမတ်လို့မွဲသွားတဲ့တထေးလင်မယားဒီကနေ့တော့လမ်းမရဇရက်လေးပေါ်မှာငပြောဘတ်နဲ့ထုတ်လာတဲ့ထမင်းတုပ်ကလေးတစ်ထုပ်ကိုကျုပ်ကျော်လေးတစ်လုံးကိုလင်မယား2ယောက်တယောက်တစ်ချမ်းငရုတ်သီးတောင်းလေးနည်းနည်းလေးဟိုဘက်ဒီဘက်နည်းနည်းထည့်လို့ထမင်းတုပ်ကလေးစားတော့မယ်တယောက်တစ်ထုပ်လား2ယောက်ပေါင်းမှတစ်ထုပ်လားလင်မယား2ယောက်စားဖို့ပြင်ကြပါပြီ။ဘာလုပ်ကြပြီလဲ။ထမင်းတို့ကလေးစားဖို့ပြင်နေတော့မှရက်ပေါင်းများစွာထမင်းငတ်ထားတဲ့ခွေးပိန်လေးတစ်ကောင်။ဘာလေးတစ်ကောင်လဲ။ဒီခွေးထမင်းငတ်ထားတာရက်နဲ့ရှိနေပြီတဲ့တပတ်10ရက်လောက်တော့မစားရတာကြာပြီလားမသိဘူးအယိုးပေါ်အရင်တင်းနေပြီ။ရှရောက်တေတောင်လမ်းသွားရင်ရိုင်းနေပြီ။စားစရာလေးများရမလားလို့ဒီနားရောက်လာတဲ့လူအနာကိုအမီးလေးတနတ်နတ်နဲ့ခွေးပိန်လေးအစာလာတောင်းတယ်ဟိုလင်မရစားစရာကလို့ဘာရှိလဲ2ယောက်ပေါင်းမှာတစ်ထုပ်ဝအောင်စားလို့ရလားမြတ်စားရမယ်ဘဝအနာလာတောင်းတဲ့ခွေးပိန်လေးတွေ့တယ်အမီးလေးတနတ်နတ်နဲ့စားစရာပေးပါလို့တောင်းနေတဲ့လင်မယား2ယောက်မျက်နှာချင်းဆိုင်ကြည့်ကြတယ်ဘယ်လိုလုပ်မလဲပေါ့ရှိဥစဉ်ရှိသားပဲကွာတဲ့တနတ်တလီတော့အငတ်ခံလိုက်မယ်မဟုတ်တော့လဲညနေခင်းတငယ်ချင်းအိမ်ရောက်တော့မှတောင်းရမ်းပြီးဝါဝလင်လင်စားကြတာပေါ့ဒီတနတ်တော့ဒီခွေးလေးကိုလှူလိုက်ဒီတနတ်တော့ဒီခွေးလေးကိုဘာလုပ်မလဲလင်မယား2ယောက်အဲ့ဒီထမင်းတို့ကလေးကပြီးဇရက်အောက်ကိုသွားသိပ်ပြီးတော့ဆာလောင်နေတဲ့ခွေးလေးကိုထမင်းချကျွေးတယ်ဘယ်လောက်ဆာနေလဲမသိဘူးတဲ့ခွေးလေးကလည်းစားလိုက်တာအာရပါရခဏလေးမှကုံသွားတယ်
ဒုမစားပဲနဲ့သူ့ကျွေးလိုက်ရတာဒုမစားပဲနဲ့သူ့ကျွေးလိုက်ရတာဝမ်းတာလိုက်တာဘယ်တွေကများစားနေလဲမသိဘူးလို့စားနေတဲ့ခွေးကိုကြည့်ပြီးလင်မယားနှစ်ယောက်ပျော်တယ်စားနေတဲ့ခွေးလေးကိုကြည့်ပြီးတော့လင်မယားနှစ်ယောက်ဘာဖြစ်လဲကိုမစားရပါမယ်လို့သူစားနေတာကိုကြည့်ပြီးတော့လင်မယားနှစ်ယောက်ဘာဖြစ်တယ်လဲအဲ့ဒီလိုနဲ့ဇရက်မှာရှိနေတဲ့ရေအိုးတွေကရေလေးကိုတောက်ဗိုက်ဆာနဲ့တငယ်ချင်းရှိတဲ့ရွာကိုအရောက်သွားကြတယ်ညနေမှောင်တော့ရောက်သွားကြတယ်ဘယ်ချိန်ရောက်သွားကြလဲညနေမှောင်မှရောက်တယ်တဲ့ရောက်ချင်းစကားတွေပြောကြလာတဲ့အကြောင်းအရာတငယ်ချင်းကိုသူတို့ဖြစ်သမျှအကြောင်းဆိုအကုန်ပြောပြီးတော့လာတဲ့အကြောင်းရင်းကိုပြောတယ်တငယ်ချင်းငါတို့ဘာလာလို့ခါလဲဘာလာရောက်တာလဲမင်းစီမှာဘာလာရောက်တာလဲကုသိုလ်တွေလာရောက်တာပြောဘာလာရောက်တာလဲတငယ်ချင်းကလည်းစိတ်ကောင်းရှိတယ်သူနဲ့လည်းနှစ်ပေါင်းများစွာအတူတူရင်းနှီးကြောင်းဝင်ခဲ့တဲ့တငယ်ချင်းစီဝါတွေအတူတူခြာခဲ့တဲ့တငယ်ချင်းငယ်ငယ်တုန်းကကျောင်းအတူတူတက်ခဲ့တဲ့တငယ်ချင်းငါတငယ်ချင်းငါစောင့်ရှောက်ပေးရမှာပေါ့ကဲဝယ်မယ်ကွာဘာဝယ်မှာလဲဟဲ့ဘာဝယ်မှာလဲဟဲ့ချိန်ခွင်နဲ့ကုသိုလ်ကိုချိန်ခွင်နဲ့ချိန်ပြီးဝယ်မယ်ကုသိုလ်ကိုဘာနဲ့ဝယ်မလဲကြားဘူးနော်ကုသိုလ်ဘာနဲ့ဝယ်မလဲအဲ့လိုဝယ်လို့ရောင်းလို့ရတယ်ရောင်းရကုသိုလ်ဘာနဲ့ဝယ်မလဲချိန်ခွင်နဲ့ချိန်ပြီးဝယ်မယ်ကွာကဲတရားဘိုးစဝယ်မယ်အတ္တဗျာတရားဘိုးဘယ်လောက်ဘိုးဝယ်မယ်ချိန်ခွင်ယူလိုက်တယ်တစ်ဖက်မှာဗာထဲလဲအတ္တဗျာတရားတစ်ဖက်မှာဗာထဲလဲကဲတငယ်ရေးတဲ့ဒီဘက်ကငါအတ္တဗျာတရားထဲပြီးဟိုဘက်ကချိန်ခွင်တစ်ဖက်မှာမင်းရောင်းကျင်တဲ့ကုသိုလ်ထက်ဘာကိုထည့်ရမလဲကဲထဲပြီကွာဘယ်နေ့တုန်းကငါလှူခဲ့တဲ့ဆွမ်းအလှူဒီဘက်ကအတ္တဗျာတရားကကြွမလားအတ္တဗျာတရားဘာဖြစ်လဲတစ်ဖက်ကပေါ့နေရင်ဒီဘက်ကကြွလာပါမလားအလေးချိန်ဘာဖြစ်မှကြွလာမှာလဲအလေးချိန်ဘာဖြစ်မှလဲညီမျှနေမှဒီဘက်ကချိန်ဝင်တစ်ဖက်ကဘာလုပ်ပါလဲတစ်ဖက်ကပေါ့နေရင်တစ်ဖက်ကအပေါ်မှာတစ်ဖက်ကညီပါမလားချိန်ဝင်နှစ်ဖက်ညီသွားပြီဆိုရင်ရောင်းလို့ဝယ်လို့ရပြီမဟုတ်လားရောင်းလို့ဝယ်လို့ရပြီမဟုတ်လားဒီဘက်ကဝတ်သားလည်း90သားအလေးရလည်း90သားအလေးက90သားထည့်ထားပြီးတော့ဝတ်သား10သားဆိုရင်အဲ့ဒီချိန်ဝင်ကမလို့ကြွလို့ရလားကဲအတ္တဗျာတရားထည့်ထားတဲ့ညီမျှတဲ့ကုသိုလ်ထည့်ဆိုတော့ဆွမ်းအလူတွေအကုန်ထည့်တယ်ကွာအတ္တဗျာအများကြီးလားတရားလဲလားငွေတရားလို့ပဲမှတ်ကြွလာလားလေးနေတော့မလားကဲထဲ့မယ်ကွာတစ်မျိုးပြီးတစ်မျိုးထဲ့တယ်ကြောင်းအလှထဲ့မယ်ကွာတရားအလှထဲ့မယ်ကွာရေတွင်အလှထဲ့မယ်ကွာရေကန်အလှထဲ့မယ်ကွာသင်္ကန်းအလှထဲ့မယ်ကွာတသက်လုံးပြုသမျှကုသိုလ်တွေအကုန်ထဲ့တယ်ဒီဘက်ကတရားကြွမှာအများကြီးလားတရားဘိုးတယ်လားအများကြီးလားတရားဘိုးတယ်လားဒီဘက်ကပြုသမျှကုသိုလ်တွေသူလှူခဲ့တဲ့ကြောင်းပေါင်းများစွာတရားပေါင်းများစွာလမ်းပေါင်းများစွာဇီရီပေါင်းများစွာရေတွင်းရေကံပေါင်းများစွာဒီဘက်မှာအကုန်ထဲတယ်ကြွလာလားစဉ်းစားကြည့်လိုက်တော့တသက်လုံးလှူခဲ့တဲ့အလှူဟာပြန်ရောက်မယ်လဲလို့ရောဘယ်တော့ဖို့တော့မရှိဘူးလှူခဲ့တာကသိန်းပေါင်းထောင်ပေါင်းများစွာမလှူခဲ့ဘူးလားဒီကနေ့ပြန်ရောက်မယ်လဲဆိုတော့အဲ့ဒီကုသိုလ်ကဘယ်တော့ဖို့တော့မရှိဘူးဖြစ်နေလဲဘယ်တော့တော့မရှိဘူးလေစိတ်ဓာတ်ကြရောင်းမယ်လို့ဆိုပြီးတော့လာခဲ့လိုက်တာချိန်ခွင်နဲ့ချိန်တော့ကုသိုလ်ကတရားဝိုးတော့မရှိဘူးတငယ်ချင်းကဟေ့ထဲ့အောင်မင်းကုသိုလ်တွေမတရားကိုကြွမလာဘူးမင်းကုသိုလ်တွေထဲ့အောင်ကုန်ပြီမရှိတော့ဘူးဒါပဲတစ်သက်လုံးဆောက်ခဲ့တဲ့ကျောင်းတွေကုန်ပြီစာအုပ်ကြီးနဲ့တတ္တမဇောတိကဒသဘွဲရဖို့အတွက်ငါကျောင်း၃ကျောင်းဆောက်ခဲ့တာသိန်း2000လူခဲ့တာအကုန်ထဲ့ဘုရားကကြွမလာဘူးတရားဘုရားလှုပ်ကုန်လှုပ်သိန်းပေါင်းတာထောင်ပေါင်းများစွာကုန်ခဲ့တယ်ဒီဘက်ကတရားလှုပ်ကုန်မလှုပ်ဘူးကုသိုလ်ထဲဆိုတော့ကျောင်းလူတာထဲ့တယ်တရားလူတာထဲ့တယ်တသောင်းလူတာထဲ့တယ်တကယ်ချိန်ကြည့်တော့တသက်လုံးပြုခဲ့တဲ့ကုသိုလ်တွေကဘယ်တော့ဘိုးကိုမရှိဘူးဖြစ်နေတယ်ဟ
စဉ်းစားအောင်မင်းဘာကြံသေးတော့ကုန်ပြီရှိတော့ဘူးမိမယောက်ျားကြံသေးတယ်လေမနက်ကလမ်းမှာတွေ့တဲ့ခွေးလေးကိုထမင်းကျွေးခဲ့တာဟာဟုတ်သားပဲအဲ့ဒါလေးကိုထပ်ထည့်လိုက်အောင်ကျောင်းတွေကုန်ပြီလမ်းတွေကုန်ပြီတရားတွေကုန်ပြီဇရက်တွေကုန်ပြီဘာမှမကြံတော့ဘူးဘာပဲကြံတော့လဲမနက်ကခွေးတကောင်လမ်းဘေးမှာကျုပ်တို့စားမဲ့ဟာလေးမစားဘဲနဲ့ထည့်ခဲ့တာမိမကအဲ့ဒါကိုသတိပေးလိုက်တယ်အဲ့ဒီသတိပေးတဲ့လေးကိုကြားလိုက်တာနဲ့ပြန်စဉ်းစားလိုက်တာနဲ့ကိုပျော်နေတယ်ပြန်စဉ်းစားလိုက်တာနဲ့ကိုဘာဖြစ်နေလဲကဲထဲ့တယ်ကွာမနက်ကဇရက်ပေါ်မှာခွေးလေးကိုတို့လင်မယားမစားဘဲနဲ့တို့လင်မယားနှစ်ယောက်စာထည့်လာတဲ့ထမင်းတို့ကလေးဘာမကောင်းပါဘူးကွာဘာမှမကောင်းပါဘူးလှူခဲ့တာဟိုတုန်းကထည့်ခဲ့တဲ့ပဇွန်တို့တွေဝက်သားတွေကြက်သားတွေစိတ်သားတွေနဲ့လှူခဲ့တာတွေကမှဘာမှမဖြစ်တာဒါတော့ဘာမှဖြစ်မှာမဟုတ်ပါဘူးစိတ်ထဲမှာတော့ခက်ကြောက်ကြောက်ဒါပေမဲ့ပျော်ပြီးတော့ကျုပ်ကျော်နဲ့မြုပ်တီတောင်ငါပြောဘက်ကလေးနဲ့ဇရက်ရှိရမြေကြီးပေါ်မှာခွေးပိန်လေးကိုကျွေးခဲ့တဲ့ကုသိုလ်ဟောဒီချိန်ခွင်နဲ့ထဲ့တယ်ကွာဆိုတော့ဟိုဘက်ကအရဗျာတရားဘုံဆိုအပေါ်ပေါ့သွားပြီးတော့ဒီဘက်ကခွေးပိန်လေးကိုကျွေးခဲ့တဲ့ကုသိုလ်အလေးချိန်ကဘုံဆိုအောက်ကိုလေးသွားတယ်ဘယ်ဘက်ကများသွားလဲဘယ်ဘက်ကများသွားလဲကုသိုလ်ဘက်ကများသွားပြီဆိုရင်ဟိုဘက်မှာဘာထပ်ထည့်ရတော့မလဲငွေထည့်ရတော့မှာမဟုတ်လား200ထည့်တယ်ကွာမညီဘူး300ထည့်တယ်ကွာမညီဘူး1000ထည့်တယ်ကွာမညီဘူးရွှေတပိဿာထည့်မယ်ကွာမညီဘူးရှိသမျှစည်းစိမ်အကုန်ထည့်တယ်ကွာဆိုလဲဒီဘက်ကအလေးရကြွမလားသူဘာကုသိုလ်ကြမှာ၄ပါးခွေးလေးတစ်ကောင်ကိုကျွေးလိုက်ရတဲ့အလေးချိန်ကဒီဘက်ကရှိသမျှသိန်းပေါင်းထောင်နဲ့ရှိချမ်းသာတဲ့အသရာတွေအကုန်ထည့်လိုက်တာဒီဘက်ကရှင်ဝင်စီကြွလာလားဗလားလေးနေတော့မဲလားစီးစိမ်နဲ့အကုန်သာကုန်သွားတယ်ဒီဘက်ကကုသိုလ်ကဥစ္စာတွေနဲ့မညီမျှလောက်အောင်တန်ဖိုးကြီးမနေဘူးလားကဲတငယ်ချင်းတဲ့ငါမှရှိတဲ့စည်းစိမ်ဥစ္စာတော့ကုန်သွားပြီမင်းကုသိုလ်တွေကိုငါအကုန်မဝယ်နိုင်ဘူးအဲ့တော့ငါရှိတဲ့စည်းစိမ်တဝက်မင်းယူသွားကွာတဲ့မင်းကုသိုလ်တွေတဝက်လဲငါပေးခဲ့အာရပါရတာဓုခေါ်တယ်ဝမ်းမြောက်တယ်ငါစည်းစိမ်တဝက်မင်းယူပြီးပြန်တော့ဘလောက်ပေးလိုက်ရသလဲစည်းစိမ်တဝက်ပေးလိုက်တယ်တဲ့တငယ်ချင်းလေးပြောပြောပါပါနဲ့အဲ့ဒီစည်းစိမ်တဝက်ပြန်ယူပြီးတော့ပြန်မယ်မပြန်ခင်မှာတငယ်ချင်း2ယောက်စကားပြောတယ်တငယ်ချင်းမင်းသိဖို့ကောင်းပြီတဲ့ဘာဖြစ်ဖို့ကောင်းပြီလဲဘာဖြစ်ဖို့ကောင်းပြီလဲတသက်လုံးလူခဲ့တဲ့ဖရာတစောင်းကြောင်းကံကုသိုလ်တွေကအကျိုးပေးတာလားခွေးလေးကိုလူခဲ့တဲ့ကုသိုလ်ကအကျိုးပေးတာလားအဲ့ဒီနေရာမှာနားလည်မှုလွဲမသွားဖို့လိုတယ်ဖယားတယ်လို့အကျိုးမများတာလားစိတ်မထားတတ်လို့အကျိုးမများတာလားဖယားကြီးတယ်ပြီးတော့စိတ်မထားတတ်ရင်လမ်းဘေးမှာကျွေးတဲ့ထမင်းတစ်ထုပ်လောက်တောင်အကျိုးမများဘူးလို့နားလည်ရမှာဖယားတယ်တာကအကျိုးမများတာလားစိတ်မထားတတ်လို့အကျိုးမများတာလားကျောင်းဆောက်တာလို့ကျောင်းဆောက်တာကအကျိုးမများတာလားစိတ်မထားတတ်လို့အကျိုးမများတာလားကျောင်းကြီးဘလောက်ဆောက်ဆောက်ဖရာကြီးဘလောက်တဲတဲရေရင်းရေကန်တွေဘလောက်တူတူသိမ်းပေါင်းများစွာဘလောက်အကုန်ကြခံပြီးလှူလှူစိတ်မမြတ်ရင်အဲ့ဒါဒီကုသိုလ်မဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုထင်ထင်ရှားရှားနားမလည်ဘူးလားထင်ထင်ရှားရှားသဘောပေါက်မသွားဘူးလားဟာစိတ်ထဲမှာအတိညာရင်မှားပြီးတော့ဟာဖရာတဲတာကုသိုလ်မရဘူးခွေးကြွေးတာကုသိုလ်ရတယ်လို့အတိမမှားလိုက်နဲ့အဲ့လိုမမှားဖို့လည်းလိုတယ်ဖះเจ้าကစီဒီဘရိုးတွေတည်ခဲ့တော့ကတဲ့စိတ်မမြတ်ဖဲနဲ့ဂုံမှတ်ပြီးလှူခဲ့တာဘာမှတ်ပြီးလှူခဲ့တာလဲဟိုလမ်းဘေးကခွေးကြွေးတော့ကငါသူများရှိမွမ်းရင်ကောင်းပါပဲဆိုတဲ့စိတ်မျိုးပါလားငါတော့ဂုံတက်တော့မှာပဲဆိုတဲ့စိတ်မျိုးပါလားဩငါတို့စားမဲ့ထမင်းလေးဒီခွေးလေးကြွေးလိုက်တာသူပြည့်စုံသွားပါစေသူအစာပြည့်သွားပါစေသူစားသွားရပါစေလို့သူတစ်ပါးရဲ့ကောင်းကျိုးကိုရည်မျှော်ပြီးလှူဒန်းလိုက်တော့အဲ့ဒီထားတတ်တဲ့စိတ်နဲ့အညီအမျှအကျိုးတရားတွေကိုသူပြန်မခံစားရဘူးလားဇေဒီတဲတော့ကဩဒီဇေဒီကိုငါတဲတဲ့အတွက်ကြောင့်ငါတော့ဖရာတကာကြီးဖြစ်သွားပြီအရင်လေးမျက်နှာလာတဲ့လူတွေဖျားဖူးကြတော့မယ်ကုသိုလ်တွေပြုခွင့်ရတော့မယ်ကောင်းမှုတွေပြုခွင့်ရတော့မယ်ကုသိုလ်တရားတရားတွေတိုးပွားကြပါစေငါလည်းကုသိုလ်ရအများသူငါတွေလည်းကုသိုလ်တရားတရားတိုးပွားတတ္တဝါတွေကျမ်းမာကြပါစေချမ်းသာကြပါစေကုသိုလ်တွေရကြပါစေဆိုတဲ့စိတ်မျိုး
မြင့်မြတ်တဲ့စိတ်မျိုးသူ့မှာရှိလားမရှိဘူးလားဖယားတဲ့တုန်းကမြင့်မြတ်တဲ့စိတ်သူမထားခဲ့ဘူးတဲ့လမ်းဘေးမှာလမ်းလေးစုံမှာဇေဒီအကြီးငါတည်ထားရင်တော့လာတဲ့လူတွေကဒီဇေဒီတွေ့တော့မှာပဲဒီဇေဒီတွေ့ရင်တော့ငါတည်ထားတယ်ဆိုတာသိကြတော့မှာပဲသိရင်တော့ငါ့ကိုရှီးမွမ်းတော့မှာပဲငါ့ကိုအထင်ကြီးတော့မှာပဲငါ့ကိုလေးစားတော့မှာပဲဖယားတကာကြီးဆိုပြီးငါ့ကိုဂုံတက်အောင်ပြောကြတော့မှာပဲထင်ကြတော့မှာပဲလို့ဂုံမှတ်ပြီးလှူခဲ့တဲ့ဖယားတဲ့ကုသိုလ်ဒီအကျိုးများတာလားအကျိုးမများဘူးလားအေးရဖျားတဲ့ကြဲကိုကသူ့ရဲ့စိတ်ထဲမှာကုသိုလ်တွေရကြပါစေဖူးမြော်နိုင်ကြပါစေပူဇော်နိုင်ကြပါစေဆိုတော့မြင့်မြတ်တဲ့စိတ်ကလေးထားခဲ့ရင်အဲ့ဒီကုသိုလ်ဟာအကျိုးမများဘူးလားများပါလားလူပဲဝိတုကအရေးကြီးတာလားစိတ်မြတ်ဖို့ကအရေးကြီးတာလားဘာအရေးကြီးတာလဲဒီဖျားကြီးမြင်တိုင်းငါအမှတ်ရမှာပဲဆိုတဲ့စိတ်တွေနဲ့သူလှူခဲ့တာဟုတ်ဟာဘယ်သူလူလာလဲလို့မေးလိုက်ရင်ငါလူလာဆိုရင်တော့ငါရှီးမွားတော့မှာပဲငါအထင်ကြီးတော့မှာပဲငါလေးစားတော့မှာပဲငါကျေးဇူးတင်တော့မှာပဲဆိုတော့အဲ့ဒီလိုအနေစားမမြင့်မြတ်တဲ့စိတ်တွေနဲ့ဂုံမှတ်ပြီးလူခဲ့တဲ့အတွက်ကြောင့်အဲ့ဒီအလူတွေဒီကုသိုလ်ဖြစ်သွားတာလားမဖြစ်ဘူးလားကုသိုလ်မဖြစ်ဘူးပြောပါမဖြစ်ဘူးလေဂုံမှတ်ပြီးလူရင်ကုသိုလ်ဖြစ်မှာလားမဖြစ်ဘူးလားဂုံမှတ်ပြီးလူရင်ကုသိုလ်ဖြစ်မှာလားမဖြစ်ဘူးလားမဖြစ်ဘူးတဲ့ဒါကြောင့်အသဗျာတရားထည့်ထားတယ်ကျောင်းအလူထည့်တယ်မလှုပ်ဖျားအလူထည့်တယ်မလှုပ်တရားအလူစရက်အလူရေတွင်ရေကအလူတွေထည့်တယ်မလှုပ်နောက်ဆုံးဂုံမမတ်ဖဲနဲ့စိတ်မြက်ပြီးထမင်းတို့လေးတစ်ထုပ်ကိုလူလိုက်တဲ့အလူကြကမှအဲ့ဒီအလူသည်ဘာဖြစ်ခဲ့သလဲကုသိုလ်ဖြစ်ခဲ့တယ်ပြောဘာဖြစ်ခဲ့သလဲအဲ့ဒီကုသိုလ်တွေသုံးမကုန်နိုင်တော့အောင်တိုင်းတာလို့မရတော့အောင်မပေါ်များခဲ့ဘူးလားတိုင်းတာလို့မရရွှေငွေယတနာတွေနဲ့တိုင်းတာလို့မရအောင်အကျိုးမများခဲ့ဘူးလားတခြားကြောင့်အကျိုးများတာလားစိတ်မြက်ပြီးလှူလို့အကျိုးများတာလားဘာလို့ပြီးလှူလို့ဘာလို့ပြီးလှူလို့အေးဘာပဲလှူလှူကိုနဲ့တန်တာကိုသာရကြတာမို့လို့အကောင်းဆုံးနေနဲ့ထိုက်တန်အောင်စိတ်ကိုအမျက်ဆုံးထားဖို့မလိုဘူးလားဒီတာရကလေးရဒုဘဝကိုအလင်းရောင်လေးရအောင်အသိဉာဏ်လေးရအောင်မပြဘူးလားအေးဘာမျက်စွာနဲ့လူရမယ်ဘာမျက်စွာနဲ့လူရမယ်နောက်တာရကတစ်ခုကြည့်အရှင်အာနန္ဒာမထေရပြောပါမထေရတဲ့မကြောက်ဘူးတဲ့လူပါလားမကြောက်ဘူးအကုန်လုံးမသိဘူးမကြောက်ဘူးဆိုတဲ့လူမရှိဘူးအကုန်လုံးကြားဘူးတယ်အကုန်လုံးသဘောပေါက်တယ်အကုန်လုံးအရှင်အာနန္ဒာလို့ပြောလိုက်ရင်မြတ်စွာဘုရားရဲ့အလုံးအကျွေးမြတ်စွာဘုရားရဲ့ညီတော်မြတ်စွာဘုရားရဲ့ဖွာဘတ်တော်ဂုဏ်တွေအများကြီးကြီးညိုစွာနဲ့သိနေကြရပါတယ်ဘယ်မထေရကြီးလဲဟဲ့အရှင်အာနန္ဒာပြောဘယ်မထေရတဲ့မြင်တဲ့လူတိုင်းကရှစ်ခင်တယ်မြင်တဲ့လူတိုင်းကအတန်ကြားတဲ့လူတိုင်းကလည်းကြည်ညိုတယ်ကြားတဲ့လူတိုင်းကလည်းလူပေါင်း100တွေ့ရင်အရှင်အာနန္ဒာကို100လုံးကြည်ညိုတယ်လူပေါင်း100တွေ့ရင်အရှင်အာနန္ဒာကို100လုံးပါဖြစ်လေမနာလိုတဲ့လူတယောက်မှမရှိဘူးမနာလိုတဲ့လူမကြည်ညိုတဲ့လူမရှိခင်တဲ့လူတို့နဲ့တူလားအိမ်နီးနာချင်းအများကြီးမပြောနဲ့တယောက်ကလုံးမပြောနဲ့ဟိုဘက်10အိမ်ဒီဘက်10အိမ်လောက်ကိုပြန်ကြည့်မျက်နှာချင်းဆိုင်10အိမ်နောက်ကျော10အိမ်လောက်ကိုပဲတွက်ကြည့်နောက်ဆုံးကုန်တွက်လိုက်အောင်ညီကောင်တော်မရှင်းရှင်းတွက်ကြည့်တငယ်ချင်းအရင်ကြီးတွေဆိုတာကိုတွက်ကြည့်လုတ်ဖို့ကင်ဘတ်တွေကိုတွက်ကြည့်ငယ်ရကြည့်မရတာနဲ့အကြီးကကြည့်မရတာနဲ့တောင်မအရင်လူကစကားများရတာနဲ့တရမ်းနဲ့တူတက်လာတဲ့တငယ်ချင်းတွေစီဝါရဲ့အတူလုံးနေတဲ့တငယ်ချင်းတွေတယောက်နဲ့တယောက်မနာလိုရတာနဲ့တယောက်နဲ့တယောက်ကောက်ကြည့်ရတာနဲ့တယောက်နဲ့တယောက်ယုံမာရတာနဲ့ကြည့်မရတာနဲ့အိုးစိတ်ဝမ်းတွေကွဲကြအမျိုးမျိုးပြဿနာတွေဖြစ်ကြမခေါ်ကြမပြောကြမနာလိုဖြစ်ကြအများကြီးမရှိဘူးလားအများကြီးမရှိဘူးလားအဲ့လိုမနာလိုတဲ့လူတွေဒုဘဝဝင်ကျင်မှာခဏခဏမတွေ့ရဘူးလားကိုမကောင်းကြတဲ့လူတွေခဏခဏမမြင်ရဘူးလားကိုစီးပွားဖြစ်နေတာကိုမနာလိုတဲ့လူတွေခဏခဏမတွေ့ရဘူးလားအများကြီးပဲ
အရှင်အာနန္ဒမထေရမြတ်ကြီးကြတော့မနာလိုတဲ့လူလည်းမရှိမကြည်ညိုတဲ့လူလည်းမရှိတွေ့သမျှမြင်သမျှအကုန်လုံးကကြည်ညိုကြပါတယ်ချစ်ခင်ကြပါတယ်မပေးခြင်းတဲ့လူကအရှင်အာနန္ဒဆိုရင်ရရရောရောကြီးကိုပေးတယ်ရှေ့ကဘုန်းကြီးတစ်ပါးဆောင်းကကြွတော့ကတော့ပါသေးတယ်ဖះလို့ပြောပြီးတော့ဟောအရှင်အာနန္ဒလည်းလာရရောတအိုးလုံးတအိမ်လုံးလှူတယ်ရှေ့ရဘုန်းကြီးအိမ်ရှေ့မှာဆောင်းကကြွတော့မနာမကြည်ညိုတဲ့လူကတော့ဘုရားဘာသာမဟုတ်တဲ့လူကဟာအရှင်ဘုရားဒါဘုရားဘာသာရေးမဟုတ်ဘူးသွားကိုတော်လို့မောင်းထုတ်ပြီးတော့အရှင်အာနန္ဒလည်းကြွလာရောအရှင်ဘုရားနေအောင်တနတ်စာတော့လှူလိုက်ပဲဖះမလှူဘဲနဲ့ကိုမနေနိုင်တာမကြည်ညိုဘဲနဲ့ကိုမနေနိုင်တာမနာလိုတဲ့လူကိုမရှိတာဘယ်သူလဲဟဲ့အရှင်အာနန္ဒာပြောဘယ်သူလဲဟဲ့အကိုအရွယ်ရှိတဲ့သူတွေကအကိုကြီးလို့ရှစ်ကြတာတဲ့အရွယ်ကြီးတဲ့လူတွေကညီလေးလို့ရှစ်ကြတာတဲ့သားသမီးလို့ရှစ်ခင်ကြတာတဲ့ဦးကြီးဦးလေးတွေ့တယ်လို့ရှစ်ခင်ကြတာတဲ့မုန်းတဲ့လူတယောက်မှမရှိဘူးမနာလိုတဲ့လူတယောက်မှမရှိဘူးအဲ့လိုဘဝမျိုးတို့မရကြဘူးလားအဲ့လိုဘဝမျိုးတို့မလိုချင်ဘူးလားဘာနဲ့တန်တာကိုရကိုနဲ့တန်တာကိုငါဒီလောက်ကောင်းတာတွေလုပ်နေတာတောင်မှငါဆိုဘယ်သူမှအကောင်းမမြင်ဘူးပြောဘူးလားတန်တာကိုရတာလို့သဘောပေါက်အကြောင်းပဲဘာမှမဖြစ်ဘူးခုကောင်းပြနေပေမဲ့လို့ရှေးတုန်းကငါဘလောက်တောင်မကောင်းတယ်လို့အဲ့ဒီအကျိုးဆက်တွေငါပြန်ခံစားနေရတာပဲလို့သဘောပေါက်မတန်မရကွာလို့မတွက်နဲ့တန်လို့ကိုရတာဘာဖြစ်လို့ကိုရတာတချို့ကလေရထားတဲ့လင်မယားနှစ်ယောက်အားတိုက်ကြီးနဲ့နေရသလားပညာတွေတော်တာလားစီးပွားတွေကောင်းတာလားဝက်ကောင်းစားလိုက်လေကြည့်ပြီးတော့မတန်တာကွာဘေးကနေအကုသိုလ်များဟိုကတန်လို့ပဲရထားပြီဟိုကတန်လို့ပဲယူနေပြီဟိုကတန်လို့ပဲပိုင်ဆိုင်ထားပြီဟိုကတန်လို့ပဲဖြစ်နေပြီဘေးကကြည့်ပြီးတော့မတန်မရကွာမပြောဘူးလားရပြီးပြီဆိုရင်မတန်လို့ရတာပါမဘာလို့ရလားအေးတန်လို့ကိုမှရတယ်ဆိုတာသဘောပေါက်တန်ရာကိုရကြတာပဲနားလဲလားကိုနဲ့တန်နာကိုဘာဖြစ်ကြတာလဲကိုနဲ့တန်နာကိုဘာဖြစ်ကြတာလဲထိတ်ဆုံးထိမှန်းတယ်အောက်ဆုံးကကိုမတက်တာမရှိဘူးလားအောက်ဆုံးနဲ့ပဲတန်လို့အောက်ဆုံးမရတာအောက်ဆုံးကလူကထိတ်ဆုံးကိုတက်ရနေတာမရှိပြန်ဘူးလားမတန်မရကွာလို့ဘယ်တော့မှမပြောမိစေနဲ့သူနဲ့တန်လို့ကိုရတာအဲ့ဒါသဘောပေါက်ဖို့ပဲလို့လေအရှင်အာနန္ဒမထေရမြတ်ကြီးကြီးညိုကြပါတယ်ချစ်ခင်ကြပါတယ်အရှင်အာနန္ဒလို့အတန်ကြားလိုက်ရင်ပေးခြင်းကြွေးခြင်းတဲ့လူတွေကအလွန်ပေါများတယ်ဘာလို့လဲလို့ဘဝနောက်ကြောင်းပြန်ကြည့်တော့တခုသောဘဝမှာအရှင်အာနန္ဒမထေရမြတ်ကြီးသည်ကတ္တဗဘုရားရှင်ကိုတော်မြတ်ကြီးရဲ့သာသနာမှာတထေမိသားစုမှာမွေးပါတယ်ဘယ်ဘုရားသာသနာကတ္တဗမြတ်စွာဘုရားပြောပဲမြတ်စွာဘုရားကတ္တဗမြတ်စွာဘုရားရဲ့သာသနာမှာသူတထေဖြစ်တယ်နေ့စဉ်သူပြုကျင့်တဲ့အမှုအကျင့်လေးတစ်ခုကြည့်ရအောင်အရှင်အာနန္ဒာလောင်းလျာတထေသည်မနမိုးတောင်အိယာထပြီးနေဆိုသည်နဲ့တပြိုင်နက်အိယာထပြီးဆိုသည်နဲ့တပြိုင်နက်မျက်နှာသေးကိုလက်ကဆင်ပြီးရင်အိမ်အပေါ်ကိုတက်အပြင်ကိုမြင်ရတဲ့ရက်ွက်ထဲလမ်းတွေအပြင်ကိုမြင်ရတဲ့တကားကိုဖွင့်အဲ့ဒီအပေါက်မှာလက်အုပ်ကလေးရှိဟောဒီတမျိုးလုံးတရွာလုံးမှာနေကြတဲ့တရင်သုံးကြတဲ့တန်ဃာတော်ရှင်မြတ်များလမ်းအသီးသီးမှာဆွမ်းခံကြွနေတဲ့တန်ဃာတော်ရှင်မြတ်ဒီကျောင်းတိုက်အသီးသီးမှာတရင်သုံးနေကြတဲ့တန်ဃာတော်ရှင်မြတ်ဒီဟောဒီတမျိုးလုံးကျောင်းအသီးသီးလမ်းအသီးသီးတို့မှာသွားလာလှုပ်ရှားနေထိုင်တရင်သုံးနေကြကုန်သောတန်ဃာတော်ရှင်မြတ်အားလုံးတို့ကိုဖရာတပည့်တော်ဤနေရာကနေ၍ရှင်ခိုးကြတော့ပါတယ်ဖရာရှင်ခိုးကြတော့ပါတယ်ဖရာအိမ်တကားလေးဖွင့်ပြီးတော့တခါတလေလေးတန်ဃာတွေဆုံးခံကြတာမြင်မြင်ရမယ်ပေါ့တခါတလေလေးတဘာမှမမြင်ရဘူးမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေနေ့စဉ်မပြတ်သူပြုတ်ကျင့်တဲ့ဝတ္တရားကယရနာ၃ပါးကိုပူဇော်တယ်ပြောပါဦးပူဇော်လဲဖရာကိုကြည်ညိုလို့တရားကိုမျက်နှိုးတာဖရာကိုကြည်ညိုလို့ဘာကိုမျက်နှိုးတာလဲ
တရားကိုမြတ်လို့တန်ခါကိုဘာဖြစ်တာလဲကြီးညိုတာတန်ခါကိုဘာဖြစ်တာလဲအဲ့တော့တန်ခါတော်များကိုပူဇော်ပါဤဆိုတာဒီယရဏသုံးပါးကိုပူဇော်နေတာနဲ့အတူတူပဲဘာကိုပူဇော်နေတာနဲ့အတူတူပဲဖရာကိုကြီးညိုတော့ဘာကိုမြတ်လို့လဲတရားကိုမြတ်လို့တယ်တရားကိုမြတ်လို့တော့တန်ခါကိုဘာမကြီးညိုဘူးလားတန်ခါတော်ရှင်များကိုဖရာတို့တော်ပူဇော်ပါဤဖရာရှင်ကိုပါဤဖရာဒီနေရာကနေပြီးတော့ဟောဒီတမျိုးလုံးတေဝါလုံးမှာသတင်းသုံးနေကြတဲ့တန်ခါတော်အားလုံးကိုပူဇော်ပါဤဖရာဆိုတာကဘာကိုပူဇော်နေတာနဲ့အတူတူယရဏသုံးပါပြောပါသုံးပါအဲ့ဒီအမှုအကျင့်လေးတို့မမွေးနေဘူးလားကြွတိုင်းတန်ခါတော်တွေကိုအိမ်ရှိကသွားထိုင်ကြတော့နေကိုဖြစ်နိုင်လားတမျိုးလုံးတေဝါလုံးကြောင်းတိုင်းကိုနေတိုင်းသွားပြီးကြတော့လို့ဆိုတာဖြစ်နိုင်လားဒီအမှုအကျင့်လေးဒီတို့အတွက်မမွေးသင့်ဘူးလားဒီအကျင့်လေးမလုပ်သင့်ဘူးလားတက္ကမကြီးတော်မြင့်အမြင့်ကြီးမှနေတာမနက်မိုးလင်းမျက်နှာလေးခက်ပြန်တဲ့ဘာမှမလုပ်ဖဲနဲ့ခဝေးလမ်းမြင်ရတဲ့အပေါက်ကလေးသွားပြီးတော့အဲ့ဒီအပေါက်ကလေးကနေဒီတမျိုးလုံးတေဝါလုံးလမ်းအသီးသီးမှာဆွမ်းခံကြွနေတဲ့တန်ဃာတော်တွေဟောဒီတမျိုးလုံးတေဝါလုံးကြောင်းအသီးသီးမှာသတင်းသုံးကြတဲ့တန်ဃာတော်တွေကိုဖျားပြီးတော့ဒီနေရာကနေရှင်ခိုးပူဇော်ပါတယ်ဖျားလို့တန်ခါကုံကြီးမှန်းပြီးတော့ယရဏသုံးပါးကိုပူဇော်နိုင်ရင်ဘဝမှာမြင့်မြတ်တဲ့ကုသိုလ်ရဲ့ဆွမ်းအားတွေမရပါဘူးလားမရပါဘူးလားဘယ်သူမှသိဖို့မလိုဘူးမနက်ကြီးထိုးဖို့မလိုဘူးဆောင်းကြီးကင်ထားဖို့မလိုဘူးစွမ်းနေဆင်းလောင်းနေမှမဟုတ်ဘူးသင်္ကားတွေပါနေမှလည်းမဟုတ်ဘူးကထင်သင်္ကားတွေလူနေမှမဟုတ်ဘူးကြောင်းကြီးတွေလူနေမှမဟုတ်ဘူးသိမ်းပေါင်းများစွာအကုန်ကြခံနိုင်မှမဟုတ်ဘူးနှလုံးသားထဲမှာတကယ်ကြည်ညိုတဲ့မြင့်မြတ်တဲ့စိတ်ကလေးထားရင်လက်အုပ်ချီရှင်းခိုးပြီးတော့နှလုံးသားထဲကပူဇော်လိုက်ရင်ကိုပဲအကျိုးမများဘူးလားအာနန္ဒာအလောင်းလျာတထေကြီးအဲ့ဒီအတိုင်းအာဘာတရားနေတိုင်းယရဏသုံးပါးကိုပူဇော်တယ်တနေ့ကြတော့အဲ့ဒီအတိုင်းပဲမနစောစောစီစီထားမျက်နာတစ်ကိုလက်တန့်စင်တုတ်မျက်နာတစ်ကိုလက်တန့်စင်တဲ့အခါမျက်နာတုတ်တဲ့တပတ်အဟောင်းလေးကိုပကုံးပေါ်တင်သွားနေကြတကားအနာကိုသွားတကားလေးဖွင့်ပြီးတော့ယရဏသုံးပါးကိုပူဇော်တယ်ဘာကိုပူဇော်လဲပကုံးထမှာပါလေးတင်ထားလဲသုံးလက်စတပတ်အဟောင်းလေးပါလေးတင်တာမျက်နှာတစ်ကိုလက်တန့်စင်မျက်နှာတစ်ကိုလက်တန့်စင်ပြီးတော့အဲ့ဒီမျက်နှာလေးကိုလက်တွေကိုသိုးပြီးတော့တပတ်အဟောင်းလေးပခုံးပေါ်တင်တကားပေါက်နာသွားတန်ဃာတော်ရှင်မြတ်တွေကိုအာဘာတရားပူဇော်ရတဲ့ဘုရားလမ်းအသီးသီးမှာဆွမ်းခံကြွနေတဲ့တန်ဃာတော်တွေကျောင်းအသီးသီးမှာသတင်းသုံးနေကြတဲ့တန်ဃာတော်တွေအားလုံးကိုဘုရားတပည့်တော်ပူဇော်ပါတယ်ဘုရားတန်ခမ်းတရဏံကိစ္ဆာမိပါဘုရားအာဘာတရားသူမပူဇော်ဘူးလားအဲ့လိုပူဇော်နေတော့တဲ့အိမ်ရှိမှာတန်ဃာတစ်ပါးကြွလာတဲ့တန်ဃာတစ်ပါးဘာလုပ်လဲကြွလာတဲ့တန်ဃာကိုကြည့်လိုက်တော့ဘယ်အိမ်ကလောင်းလိုက်တာမှမသိဘူးဆံပြုတ်ပူလောင်းလိုက်တာတပိတ်ထဲပါလောင်းလိုက်လေတပိတ်ထဲဆံပြုတ်ပူလောင်းလိုက်တာတပိတ်ကတန်တပိတ်လောင်းလိုက်တာကဆံပြုတ်ပုတ်ပတ်ဆူလောင်းလိုက်တော့တန်တပိတ်နဲ့အပူနဲ့တွေ့တဲ့အခါမှာတပိတ်အပြင်မှာပူမသွားဘူးလားပူတော့ကြာနာနာတတ်ရကင်လို့မလို့ကြွလို့ရသေးလားဘယ်ဘက်ကလက်ကိုပြောင်းလိုက်ညာဘက်ကလက်ကိုပြောင်းလိုက်တော်ကြသင်္ကန်းအောက်ကခုခံလိုက်မတက်နိုင်တော့တဲ့အဆုံးတပိတ်ပြေကြီးပေါ်ချလိုက်တော်ကြပြန်ကောက်လိုက်တော်ကြကြွလိုက်နဲ့အိန္ဒြေမရဖြစ်နေတဲ့ယဟန်ကိုတထေးကြီးမြင်မသွားဘူးလားဟာပူလို့ဒုက္ခရောက်နေတာပဲဆိုတာကိုသိမသွားဘူးလားပူဇော်ပါ၏ဘုရားလို့ပူဇော်နေတော့မှအဲ့ဒီအတိုင်းလေးမြင်တာနဲ့တပြိုင်နက်အိမ်ရှိကိုဆင်းသွားသူအိမ်ရှိရောက်တာနဲ့ဟိုတန်ဃာကအိမ်ရှိရောက်တာနဲ့အတိအကျတိုးပါတယ်အရှင်ဘုရားအလူခံတော်မူပါဘုရားအရှင်ဘုရားအလူခံတော်မူပါဘုရားဘာလို့ပါလဲဟဲ့အလူခံတော်မူပါဘုရားဆိုကြည့်လိုက်တော့ဘာလူတယ်လဲဆိုတော့ပခုံးပေါ်မှာတင်ထားတဲ့တပတ်အဟောင်းလေးကိုလှူတာဘာကိုလှူတာလဲအိမ်ဘဝဆင်းတဲ့ပခုံးဘဝဒီတပတ်ကလေးကိုညီအောင်၄တောင်ဇက်ဇက်ကလေးကြအောင်ညီအောင်ခောက်လာတယ်ပြီးတော့အိမ်ရှိမြန်မြန်ထွက်ရှင်ဘုရားအလူခံတော်မူပါဘုရားဆိုတခြားလှူတာလားတပတ်အဟောင်းလေးလှူတာလားအဲ့ဒီတပတ်အဟောင်းလေးကိုတပိတ်အောက်ကနေခံပြီးတော့အလူခံတော်မူပါဘုရားဆိုတပိတ်အောက်ကခံပေးလိုက်တယ်ဟောဟိုကိုတော်လေးအဲ့ဒီတပိတ်အောက်မှာအဝတ်ကလေးလဲခံလိုက်ရောအပူဒဏ်ကိုမခံရတော့ဘဲနဲ့တတ်တာတာအိန္ဒြေရလွယ်ကူကူချမ်းသာတာတပိတ်ကိုမလို့မရပါဘူးလား
တပိတ်ကတစ်ထားလားစိတ်ကတစ်ထားလားတပိတ်ကကောင်းတပတ်ကကောင်းနေရလားစိတ်ကကောင်းနေရလားတပတ်ကမော်မြတ်နေရလားစိတ်ကမော်မြတ်နေရလားတပတ်ကစောစောမှမလုပ်ထားမျက်နှာတုပ်ထားတာလက်တုပ်ထားတာရေတွေစိုးနေတာတုပ်ထားတာသုံးထားတာလနဲ့တောင်ရှင်းနေပြီတက်ဆက်တန့်ရှင်းနေရလားအဟောင်းနွမ်းလေးလားစောစောမှမျက်နှာတုပ်ထားတော့ရေတွေအညစ်အကြေးတွေရောမရှိဘူးလားဒါပေမဲ့အဟောင်းကြီးလှူလိုက်ရလေခြင်းလို့စိတ်ထဲရှိလားဒါလေးများဒီတပိတ်အောက်မှာခံပေးလိုက်ရင်တော့ဒီကိုယ်တော်လေးတော့ချမ်းသာသွားတော့မှာပဲအပူဒဏ်တော့တတ်တာသွားတော့မှာပဲလို့တစ်ဖက်သားကိုအစင်ပြေစေခြင်းနဲ့စိတ်ကပုံမများဘူးလားတစ်ဖက်သားကိုပြည့်စုံစေခြင်းနဲ့စိတ်ကပုံမများဘူးလားအလူခံတော်မူပါဖေ။တပတ်အဟောင်းလေးလှူလိုက်တယ်အဲ့ဒီတပတ်ကလေးကိုင်းပြီးတော့ကိုယ်တော်လေးဆွမ်းခံကြွသွားတာကိုနောက်ကကြည်ပြီးတော့ချမ်းသာသွားပြီအန္တရာယ်ကင်းသွားပြီအပူဒဏ်ကင်းသွားပြီအိမ်တွေရသွားပြီဝမ်းသာလိုက်တာသူအစဉ်ပြေသွားပြီတန်ဃာတော်ဒီကိုယ်တော်လေးအစဉ်ပြေသွားပြီဘာဖြစ်သွားပြီလဲအဲ့ဒါကြည့်ပြီးသူနောက်မှမပြောဘူးလားပစ္စည်းကကောင်းနေရလားစိတ်ကကောင်းတာပစ္စည်းကမော်မြတ်နေရလားစိတ်ကမော်မြတ်နေရလားအဲ့ဒီတပတ်အဟောင်းအနွမ်းလေးကိုမော်မြတ်တဲ့စိတ်နဲ့ငါလူလိုက်တာလေးကိုရသွားတဲ့ဒီကိုယ်တော်လေးအစဉ်ပြေသွားပြီအစဉ်ပြေသွားပြီပြည့်စုံသွားပြီချမ်းသာသွားပြီအပူဒဏ်တွေကင်းသွားပြီလို့မော်မြတ်နဲ့အဲ့ဒီစိတ်ကလေးထားပြီးတော့လှူလိုက်တာအဲ့ဒီစိတ်ကဘဝပေါင်းများစွာနတ်ပြည်မှာခံစားရတယ်ဗြဟ္မပြည်မှာခံစားရတယ်လူဘဝလူစည်းစိမ်တွေကိုဘဝပေါင်းများစွာရတယ်ဟောနောက်ဆုံးနိဗ္ဗာန်ကိုကြွမယ်ဘဝရောက်တဲ့တိုင်အောင်တဲ့အဲ့ဒီရဲ့အကျိုးဆက်ကိုခံစားရတာလိုတယ်လို့တောင်းတတိုင်းမှာရပါတယ်မြင်တဲ့သူတိုင်းကရှစ်ခင်ပါတယ်ကြားတဲ့သူတိုင်းကရှစ်ခင်ပါတယ်ပြည့်စုံနေတာကိုအားလုံးကဝမ်းသာကြတယ်ကြည်နူးရတယ်မနာလိုတဲ့လူတဦးတယောက်မှမရှိမြင်သူကြားသူတွေ့သူတိုင်းကရှစ်ခင်ကြည်ညိုကြတာဒီတခြားကြောင့်လားဟိုကုသိုလ်လားဘာလို့လှူခဲ့တာလဲတပတ်အဟောင်းလေးလှူခဲ့တာဘာလို့လှူခဲ့တာလဲဂုံမတ်ပြီးလှူခဲ့တာလားစိတ်မြတ်ပြီးလှူခဲ့တာလားပစ္စည်းကတန်ဖိုးကြီးတာလားစိတ်ကတန်ဖိုးကြီးတာလားပစ္စည်းကမော်မြတ်တာလားစိတ်ကမော်မြတ်တာလားပြည့်စုံသွားပြီတတ်တာသွားပြီအိန္ဒိယရသွားပြီဘေးကင်းသွားပြီချမ်းသာသွားပြီငါလှူလိုက်တဲ့ဒီအလှူကြောင့်သူပြည့်စုံသွားပြီဝမ်းသာကြမကောင်းဘူးလားအဲ့ဒီစိတ်ဓာတ်ဒီတို့အတွက်အတူယူဖို့မကောင်းဘူးလားဟောအဲ့ဒီလိုအထက်တန်းကြမြင့်မြတ်တဲ့စိတ်နဲ့တန်တဲ့အကျိုးတရားတွေကိုဘဝပေါင်းများစွာမခံစားရဘူးလားနောက်ဆုံးဘဝရောက်တဲ့ဒီမြင်သူတိုင်းကရှစ်ကြခင်ကြကြည်ညိုကြလေးစားကြမနာလို့မရှိကြတဲ့အားလုံးကအရှင်အာနန္ဒာရဲ့လို့ကြားလိုက်တာနဲ့ရှစ်ခင်ကြည်ညိုလေးစားအများတကားကမြတ်လို့ရတဲ့ဘဝကိုရခဲ့တာဒီတခြားကြောင့်လားတဏ္ဍာကိုပြန်ရတာလားတခြားကြောင့်လားတဏ္ဍာကိုပြန်ရတာလားနားလဲလားဒကမကြီးတော်မြင်တရားလှူခဲ့တာ9နှစ်ရှိပြီ9နှစ်လုံးဟိုးပထမနှစ်ကနေစပြီးတော့နှစ်စဉ်နှစ်တိုင်းဘုံမဟောတယ်ဒီကြားထဲမှာလည်းအမြဲမပြတ်ဒကမကြီးတို့ဆွမ်းနေလှူရတယ်သင်္ကန်းတွေလှူရတယ်ကြောင်းတွေလှူရတယ်တန်ခါဒါနဆွမ်းတွေလောင်းရတယ်ရေရင်းရေကန်တွေလှူရတယ်ကုသိုလ်တွေတက်နိုင်သမျှတက်နိုင်သမျှတက်နိုင်သမျှအများကြီးမပြုဘူးလားအေးငါလှူတာတော့အများကြီးလှူခဲ့ပြီဒကမကြီးလှူတာတော့အများကြီးပါလို့ခဲ့ပြီလေအဲ့ဒီအလှူတွေငါကုသိုလ်ဘယ်လောက်များရတယ်လဲလို့သိကြရင်အိမ်ပြန်ရောက်ရင်ချိန်ကြည့်ပြီတော့လှူတာဒီဘာရဖို့လို့လဲကုသိုလ်ရဖို့လို့တယ်လှူတာဒီဘာရဖို့လို့လဲပစ္စည်းကမွန်မြတ်ဖို့လိုတာလားစိတ်ကမွန်မြတ်ဖို့လိုတာလားဂုံမတ်ပြီးလှူရမှာလားစိတ်မြတ်ပြီးလှူရမှာလားလှူနေတော့မှထားခဲ့တဲ့ကိုယ်စိတ်နဲ့တန်တဲ့အရာကိုဘာလို့မှလဲတန်တဲ့အရာဆိုတာတခြားအချိန်မှာဖြစ်တဲ့စိတ်ကိုပြောတာလားလှူနေတော့ဖြစ်တဲ့စိတ်ကိုပြောတာလားလှူနေတော့မှထားခဲ့တဲ့အဲ့ဒီစိတ်နဲ့တန်တဲ့အရာကိုပြန်ပြီးဘာလို့မှလဲတတိထားရမှာကဩငါလှူလိုက်တာလေးကြောင့်သူတို့ပြည့်စုံသွားကြပြီ
ငါလူလိုက်တာလေးကြောင့်တန်ဃာတော်တွေလိုအပ်ရာအသုံးပြုခွင့်ရသွားကြပြီငါလူလိုက်တာလေးကြောင့်တန်ဃာတော်တွေဆွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါပြည့်စုံကုန်ကြပြီငါတို့တရားအလူနှစ်စင်ပေးလူတဲ့အတွက်ကြောင့်တစ်နှစ်တစ်ခါအများသူငါတွေတရားနာခွင့်ရကြပြီတရားနာခွင့်ရကြတဲ့အတွက်ကြောင့်ဒါကကုသိုလ်ဒါကအကုသိုလ်လို့ကောင်းမွန်စွာသူတို့သိကုန်ကြပြီတရားနာခွင့်ရတဲ့အတွက်ကြောင့်လှူတဲ့အခါမှာဘယ်လိုစိတ်မျိုးထားပြီးလှူရမလဲလို့သူတို့တွေနားလည်ကြပြီသဘောပေါက်ကြပြီမိဘကျေးဇူးတရားတွေလည်းနားလည်ကြပြီတရားဘာဝနာအားထုတ်ပုံနည်းအစုံစုံကုန်လည်းနားလည်ကြပြီဘဝမှာတရားဘာဝနာတွေကိုမပြတ်မပြတ်အားထုတ်ရမယ်ဆိုတဲ့အတိတ်တရိတွေလည်းသူတို့တွေရကြပြီသိကြပြီဩမုံမြတ်လာတဲ့တရားအလှမုံမြတ်လာတဲ့တရားအလှလို့ကိုလှူတဲ့အလှအပေါ်မှာသူတစ်ပါးအကျိုးများသွားတာကိုဝမ်းမြောက်တဲ့စိတ်ထားရရင်တဲ့အဲ့ဒီစိတ်ကိုမြင့်မြတ်တဲ့စိတ်လို့ခေါ်ပါတယ်။ဘာစိတ်လို့ခေါ်တယ်လဲ။ဘာစိတ်လို့ခေါ်တယ်လဲ။လောဘတွေလည်းမပါဒေါသတွေလည်းမပါမောဟတွေလည်းမပါမာနတွေလည်းမပါငါကတရားအလူရှင်ကြီးရဲ့လို့ဂုံမှတ်တာတွေလည်းမပါငါက9သိန်းလူနိုင်တယ်10သိန်းလူနိုင်တယ်ဆိုတဲ့ဂုံမှတ်တာလည်းမပါဩငါလူလိုက်လို့တန်ဃာတွေလိုအပ်ရာပြည့်စုံကြပြီတရားနာခွင့်ရကြပြီတရားတွေပူဇော်ခွင့်ရကြပြီကုသိုလ်အကုသိုလ်သူသိကြပြီဘဝမှာအပြည့်ကင်းကင်းနဲ့နေထိုင်တတ်ကြပြီလို့ဒီအလှူကနေရလာတဲ့အကျိုးတရားတွေကိုကြည်ပြီးတော့စိတ်ထဲမှာဝမ်းမြောက်စွာထားတတ်ရင်တဲ့အမျက်ဆုံးစိတ်နဲ့လှူတာမို့လို့တရားအလှဆွမ်းအလှပန်းအလှရေချမ်းအလှဘာပဲလှူနေတော့မှကိုယ်စိတ်နဲ့တန်နာကိုပြန်ရကြမှာဖြစ်တဲ့အတွက်ကြောင့်ဩနာတိတွေကင်းဝေးတဲ့နိဗ္ဗာန်ချမ်းသာနဲ့တန်အောင်ကောင်းမြတ်တဲ့ချမ်းသာဒုက္ခတွေနဲ့တန်အောင်လှူနေတော့မှအမျက်ဆုံးသောစိတ်ကိုထားဒီကနေ့နာယူကြည်ညိုခဲ့ရတဲ့တာရကလေးနှစ်ခုကိုနှလုံးသားမှာဘယ်တော့ခါမှမေ့မသွားပဲနဲ့ဝမ်းမြောက်သောစိတ်တရားတရားနှလုံးသားမှာကောင်းစွာထားပြီးတော့အမျက်ဆုံးကုသိုလ်အာပါတရားပြုတိုင်းမှာအမျက်ဆုံးသောစိတ်ကိုထားတတ္တဝါတိုင်းဒီလူနေတော့မှထားခဲ့တဲ့စိတ်ဓာတ်နဲ့တဏ္ဍာကိုသာရကြတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်နဲ့တဏ္ဍာကိုသာကိုပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်ကောင်းမြတ်သောချမ်းသာတရားတွေနဲ့တန်အောင်အမျက်ဆုံးသောစိတ်ကိုထားပြီးတော့ကုသိုလ်တရားတို့တိုးပွားအောင်ကြိုးစား၍လှူလိုက်ကြသမ်းမှာလို့ကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေသတည်းကိုယ်နဲ့တန်တာပါဖြစ်လေရကြမှာကိုယ်နဲ့တန်တာပါဖြစ်လေအေးအကောင်းဆုံးနေနဲ့တန်အောင်စိတ်ကိုအကောင်းဆုံးထားအမျက်ဆုံးနေနဲ့တန်အောင်စိတ်ကိုအမျက်ဆုံးထားအမွန်မြတ်ဆုံးနေနဲ့တန်အောင်စိတ်ကိုအမွန်မြတ်ဆုံးထားသူတစ်ပါးတို့ပြည့်စုံသွားကြပြီဆိုတဲ့သူတစ်ပါးအတွက်ရည်ရွယ်တဲ့ပါရမီထိုက်တဲ့ကုသိုလ်တွေကိုတိုးပွားအောင်ကြိုးစားပြီးတော့အလုံးသောသူတော်ကောင်းများအမျက်ဆုံးအကောင်းဆုံးနေနဲ့ထိုက်တန်သောစိတ်ထားများကိုကိုစီကိုငှထားနိုင်ကြပါစေကုန်သတည်းချူတီစွာဆက်စားပါသည်ဆရာတော်ရှင်သူမြတ်ဖျားဆက်လက်၍ဓမ္မဝိဇ္ဇာလူတော်ငယ်များစက္ကန့်လူရန်ချင်းစီစဉ်ရကျေးဇူးတော်ရှင်တိတိကိုရှင်တိတ်ခသာရဆရာတော်ရှင်သူမြတ်ထံသို့တရားတော်ကိုပူဇော်သည့်အနေဖြင့်လူရန်ကြပါသောဓမ္မဝိဇ္ဇာလူတော်ငယ်များအားကပ္ပိယကာနကမှတဆင့်လူရန်စက္ကန့်ခွင့်ပြုတော်မူပါဖျားကျေးဇူးတော်ရှင်ဆရာတော်ရှင်သူမြတ်၏ကပ္ပိယကာနကဖြစ်ဥဆောင်ဝင်းနိုင်မှဆောင်ရွက်ပေးပါရန်လေးစားစွာပန်ကြားပါရရှင်ဓမ္မပူဇာလူတော်ငယ်များစက္ကန့်လူရန်ကြီးအစီအစဉ်ရဒီကနေ့မာတီလူရှင်များဖြစ်ကြပါတော့ကွယ်လွန်သူဦးဝင်းလာ9နှစ်ဖြစ်ရယေစု၏ဒေါ်မင်းမြင့်မြင့်သားသမီးလေးမြင့်မိသားစုများမှမာတီဓမ္မပူဇာလူတော်ငယ်ကျပ်15သိန်းအားစက္ကန့်လူရန်ပေးပါရန်ဖိတ်ကြားပါရရှင်
လင်း၍ကိုဝင်းဆွေဒေါက်တာမြတ်တီရာမြင့်မိသားစုမှဓမ္မဝစာလူတော်ငွေကျပ်တသိန်းအားစက္ကန့်လူရန်မိပါရန်ဖိတ်ကြားပါရရှင်ကိုဝင်းဆွေဒေါက်တာမြတ်တီရာမြင့်မိသားစုမှဆလရီကွေလုံးသူဖခင်ကြီးဦးစိန်အောင်မိခင်ကြီးဒေါက်ခင်သားမြင့်တို့အားရည်စ၍ကျန်ရည်သူမိသားစုမှဓမ္မပစာလူတော်ငယ်ကျန်9000အားစက္ကန့်ထူရန်ပေးပါရန်ဖိတ်ကြားပါရရှင်ဆလင်း၍ဦးကျော်ထက်ဦးဒေါက်ခင်တော်စာမိသားစုမှဓမ္မပစာလူတော်ငယ်ကျန်9000အားစက္ကန့်ထူရန်မိပါရန်ဖိတ်ကြားပါရရှင်တရားချင်းနဲ့မမိတ်ဆွေတို့ကောင်းပေါင်းလို့ရှင်ဒေါ်နေနေမိသားစုမှဓမ္မပစာလူတော်ငယ်ကျပ်1000ဒေါက်တာအဝင်းမှဓမ္မပစာလူတော်ငယ်ကျပ်3000နဲ့ဒီကနေ့ခုနှစ်ရက်သားသမီးတရားနာပရိသတ်ပေါင်းမှဓမ္မပစာလူတော်ငယ်ကျပ်3,9400လူရန်ချင်းအတွက်တာလို့ခေါ်ဆိုကြပါကောင်းလို့ရှင်တာတုတာတုတာတုဒီကနေ့ညရေးစုစုပေါင်းဓမ္မပစာလူတော်ငယ်ပေါင်းမှာကျပ်19,1400ဖြစ်သည့်အတွက်တာလို့ခေါ်ဆိုကြပါကောင်းလို့ရှင်တာတုတာတုတာတုမှန်လားပါဗျာယနေ့ပြုလုပ်လွှမ်းကြပါတော့ကောင်းမှုကုသိုလ်ဖို့တော်များတော်မှာများထပ်တူထက်မြညီလူကြီးနဲ့ရကြပါရဲ့တာရုနုမောဒနာခေါ်ဆွရန်အတွက်ရေစဲဆုံးချများတန်းပြည့်ဝမိအစီအစဉ်ဖြစ်ပါတယ်ဗျာကျေးဇူးတော်ရှင်ဆရာတော်ရှင်သူမြတ်မှာကြီးမြင့်ပေးသနာတော်မူပါယံယုတိလေးမြတ်စွာလျှောက်ထားအပ်ပါလေဗျာမိတို့အာပါတရားပေါင်းစုပြုရတဲ့ကောင်းမှုတို့ကိုမိမိတို့နဲ့အတူတကွအာလုံးသောတတ္တဝါများထပ်တူညီမျှရကြစေဖို့အမျှဝေကြရအောင်ဣဒံမေပုည္ဏဘောဓိညာဏတာပစ္စယောဟောတုရှင်မြတ်ဖရာတပည့်တော်များသည်စွမ်းအားရှိသမျှပေါင်းစုကြ၍ပန်းအလူရေချမ်းအလူအာရဒါနအလူတရားဖိတ်စာအလူတရားကြော်ညာအလူတရားဟောတရားနာဓမ္မပူဇာဝေယဝေစာကောင်းမှုဒါနတို့ကိုအာပါတရားပြုခဲ့ကြပါပြီဖရာများစွာပေါင်းစုဤကောင်းမှုတို့ကိုဘဝတပါကြောင်းရွှေ့သွားသောအနန္တကိုင်းဝင်ကျေးဇူးရှင်ဖခင်ကြီးဥဝင်လှအားအစထား၍မြေရည်လေးနီးသစ်ပင်လန်းအသီးသီးတို့၌မိခိုတွေ့ကနေထိုင်ဆောင်ရှောက်ကြကုန်သောတတ္တဝါအလုံးတို့အားအမြဝေပါ၏လုံးစုံများစွာတတ္တဝါတို့သည်ဤကောင်းမှုတို့ကိုအမြယူ၍သာဓုခေါ်ကာကိုယ်စီကိုယ်ငါငြိမ်းချမ်းသောဘဝကောင်းစွာရကြပါစေတည်းကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြ
အမြာအမြာယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြာအမြာအမြာယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုတရားရှိခင်အလုံးသောသူ